အားလုံးပဲမင်္ဂလာပါကျမအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမဆူရှာမေရေးသားထားသောချစ်တော်မျိုးသမီးလေးထံသို့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်ရှောင်လွှဲလို့မရတဲ့လောကရန်ပြီးခဲ့တဲ့နေ့ကလောကရန်နဲ့ပတ်သက်လို့ Facebook ပေါ်မှာထိုးထားတဲ့ဟာတာလေးတစ်ခုကိုဖတ်လိုက်ရပါတယ်လောကရန်ချစ်သားဒီလနည်းနည်းကြမ်းမဲ့နော်မီလှုပ်ချင်တယ်လို့သာလှုပ်သွားပါတော့ဆိုပြီးရေးထားတဲ့ဟာသားစာလေးကိုသဘောကျစွာနဲ့ဖတ်မိပါတယ်။ဒီမှလောကရန်အကြောင်းကိုထိုင်စဲစားနေမိပါတယ်။2024စာကလေးကကိုယ်တိုင်လဲကြော်ဖြတ်ခဲ့ရတဲ့လောကရန်တွေကနဲမှမနေပဲကိုလောကရန်တွေအကြောင်းပြောရရင်အကောင်းလောကရန်၄ပါးအဆိုးလောကရန်၄ပါးရဲ့ဆိုပြီးရှိကြတာအလုံးသိကြမယ်ထင်ပါတယ်။အောက်မှာအကျယ်တဝင့်ဆက်ရေးပါမယ်။ပြန်ဆက်ရရင်အကောင်းလောကရန်တွေနဲ့ကြုံရင်တော့ကျမတို့ကအပြုံးတောင်မပြတ်ဘူး။ဒါဟာလဲလောကရန်မှာပဲလားလို့သတိမထားမိကြပါဘူး။ကြော်မြဲပျော်စဲပဲတခါတလေကံကောင်းတဲ့အခါမြောက်ကြောတောင်ဖြစ်တတ်ကြသေးတယ်။ဒါပေမဲ့အဆိုးလောကရန်၄ပါးနဲ့ကြုံချိန်မှာတော့ကျမတို့မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြရတယ်။တခါတလေမှဒုက္ခတွေကိုအရှုံးပေးကြရတယ်။ခုနကလိုမျိုးမပြောနိုင်မပြောနိုင်တော့ဘူး။အဲ့ဒီအစားဟဲ့မပြတ်လေးရှိနေနိုင်ဖို့ကိုတောင်မနေကြိုးစားကြရတယ်။အဲ့ဒါလောကရန်ရဲ့သဘာဝပဲ။အဲ့ဒီလောကရန်ကိုအန်တူပီကြက်ခံနိုင်စွမ်း resilient ကောင်းတယ်ဆိုတာကလည်း21ရာစုရဲ့မရှိမဖြစ်လိုအပ်လာတဲ့အရေးချင်းတစ်ခုဖြစ်လို့လာပါတယ်။လောကရန်နဲ့ပတ်သက်ရင်ဘယ်သူမှရှောင်လွှဲလို့မရဘူး။မြတ်စွာဘုရားကိုယ်တိုင်တောင်းမှလောကရန်တွေကိုရင်ဆိုင်ကြော်ဖြတ်ခဲ့ရတယ်။ကျမတို့တွေလည်းဘဝမှာရှောင်လွှဲလို့မရတဲ့လောကရန်တွေကိုရင်ဆိုင်ကြော်ဖြတ်ရမှာဖြစ်ပါတယ်။လောကရန်7ပါးရဲ့လို့ရှိပါတယ်။အကောင်းလောကရန်4ပါးအဆိုးလောကရန်4ပါးဆိုပြီးရှိပါတယ်။အကောင်းလောကရန်4ပါးလာဘပစ္စည်းဥစ္စာရခြင်းရှားတအချွေအရန်ပေါ်များခြင်းပတန်တာချီးမွမ်းခံရခြင်းဒုက္ခကိုယ်စိတ်ချမ်းသာခြင်းအဆိုးလောကရန်၄ပါးအလာဘပစ္စည်းဥစ္စာမရခြင်းအာယတအချွေအရန်မရှိခြင်းနေန္ဒာကဲ့ရဲ့ခံရခြင်းဒုက္ခကိုယ်စိတ်ဆင်းရဲခြင်းဆိုပြီးလောကရန်၈ပါးရှိပါတယ်တိကျပြန်စဉ်းစားကြည့်တော့ကျမကိုယ်တိုင်လည်းဒီ2024မှာလောကရန်ရဲ့အထူအထောင်းကိုတော်တော်လေးခံခဲ့ရပါတယ်အဆုံးထိရည်ရွယ်ထားတဲ့ relationship breakup ဖြစ်ခဲ့တယ်။တစ္ဆာဖောက်ခြင်းကိုခံခဲ့ရတယ်။ကျမစိတ်ပိုင်းဆိုင်ရာတော်တော်လေးပြိုလဲသွားပြီးအလုပ်တွေရန်နာပြစ်ခဲ့ရတယ်။ဒါရိုက်တော့မဟုတ်ပေမဲ့ကျမရဲ့ professional life ကိုပါအနည်းနဲ့အများဆိုသလိုထိခိုက်ခဲ့ရတယ်။ကျမရေးတွေမကောင်းဘူး။ဒါကြောင့်စိတ်သွားကိုမပါခဲ့ဘူး။ကိုယ်စိတ်နှစ်ပါးဆင်းရဲစွာနဲ့ရှင်းတန်းကြော်ဖြတ်ခဲ့ရပါတယ်။မလွယ်တာတွေတွေ့ရင်ပိုခက်တဲ့ခြားဘဝတွေကိုငဲ့ကြည့်ပါအောင်ဆိုတဲ့စိုင်းထိဆိုင်ရဲ့တခြင်းကိုခဏနားထောင်ပြလာတယ်။ကိုယ့်ထက်ဆိုးရွားတဲ့အခြေအနေတွေကိုကြော်ဖြတ်နေကြသူတွေရှိသေးတယ်ဆိုတဲ့စိတ်နဲ့အပြန်တင်းရတယ်။ပြီးတော့လမ်းဘေးမှာဘလုံးကောက်တဲ့ကလေးတွေကိုပရာဟိတဆွာသွားတင်ပေးဖြစ်တယ်။မြန်မာနိုင်ငံရဲ့အခြေအနေအဆိုးဆုံးအနေအထားတွေကိုမျက်မြင်တွေ့ခဲ့ရတယ်။ဒီလိုပြောလို့ချမ်းသာပြည့်စုံတဲ့လူတွေမှာစိတ်ပျော်ရွှင်နေရသလားဆိုတော့လည်းမဟုတ်ပြန်ဘူး။သူတို့မှလည်းသူတို့ဒုက္ခနဲ့သူတို့လူတိုင်းဟာမတူညီတဲ့လောကရန်တွေအောက်မှာရှင်သန်နေကြရတယ်။ဒုက္ခတွေမတူညီကြတာပဲရှိတယ်။စိတ်ဆင်းရဲမှုတွေကတော့ဘသူကမှမပူသလိုဘသူကမှလည်းမလျော့ပါဘူး။ဒါကြောင့်လောကရန်တွေနဲ့ရင်ဆိုင်ရချိန်မှာငါတယောက်တည်းမဟုတ်ဘူးဆိုတဲ့စိတ်ကလေးထားပြီးအရာအလုံးဟာအကြောင်းရှိလို့ဖြစ်လာတာလို့ယုံကြည်တတ်ဖို့လိုပါတယ်။ဒါမှသာအပြုသဘောဆောင်တဲ့စိတ်တွေနဲ့လောကရန်ကိုကြက်ကြက်ခံရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့ဘဝစာမေးပွဲကိုစစ်တဲ့သဘောပါပဲ။လောကရန်တစ်ခုကြော့ဖြတ်ပြီးတိုင်းမှာကိုယ့်ကို level up ဖြစ်သွားစေသလိုငွေနဲ့ပေးဝယ်လို့မရတဲ့ဘဝရဲ့အဖို့တန်သင်ခန်းစာတွေကိုအများကြီးရစေပါတယ်။လောကရန်ကိုစိတ်မပြတ်ပါနဲ့တန်တရားမှာကျင်လည်ခိုက်တော့ဒီလောကရန်တွေကိုအမြဲရင်ဆိုင်နေရမှာပါပဲ။လောကရန်ရဲ့စာမေးပွဲမှာစာမိုးပဲအောင်ဖို့လိုတယ်။ဂုံတူးထွက်ဖို့လိုအပ်ပါတယ်။အထူးကတော့စာမိုးပဲမချဖို့ပါပဲ။လောကရန်ကစာမေးပွဲစစ်လာတဲ့အခါလောကကြီးကကိုယ်စီကောင်းတဲ့အရာတွေမပို့ဆောင်ခင်မှာကိုယ့်ရဲ့စိတ်ဓာတ်ကြက်ခိုင်မှုကိုစာမေးပွဲစစ်လေးရှိပါတယ်။တခါတလေမှာကဆုံမှုတွေနဲ့ပဲဇက်တိုက်ကြုံနေရတယ်လို့ခံစားရတဲ့အခိုက်အတန့်တွေရှိတတ်ကြတယ်။ဒါပေမဲ့အဆိုးတွေကုန်သွားပြီးတဲ့နောက်ကံကောင်းမှုတွေကဇက်တိုက်ပြန်လာတတ်ပါတယ်။ကျမတို့ဘဝမှာကြုံတွေ့နေရတဲ့အတွေ့အကြုံတိုင်းဟာဘဝရဲ့စာမေးပွဲတွေလိုပါပဲ။လွယ်ကူတဲ့စာမေးပွဲတွေရှိသလိုခက်ခဲတဲ့စာမေးပွဲတွေရှိမယ်။တခါတလေမှဂုံတူးနဲ့အောင်ကြသလိုတခါတလေမှလည်းစာမေးပွဲကြားတတ်ပါတယ်။စာမေးပွဲမိကုန်းတွေကိုတေချာနားလည်ထားတဲ့အခါကိုယ့်ဘက်ကစာရအောင်ပြင်ဆင်ထားတဲ့အခါဖြေနိုင်တယ်လို့ပဲ
ဘဝရဲ့စာမိုးပဲမှာလည်းအတူတူပဲဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေအပေါ်ရှုမြင်တဲ့အမြင်တွေမှန်တဲ့အခါအခက်အခဲတွေကိုရင်ဆိုင်ရတဲ့စိတ်ဓာတ်တွေတတ်မာတဲ့အခါဘဝရဲ့စာမိုးပဲတော်တော်များများကိုလည်းအောင်မြင်ကြပါတယ်တခါတလေမှာလောကကြီးကကိုယ့်အတွက်အမြဲလွယ်ကူနေမှာမဟုတ်ဘူးနေ့ရက်တိုင်းဟာပတ်ခင်းလည်းမဟုတ်နိုင်ဘူးတခါတလေအဆိုးတွေပေးမယ်တခါတလေမှာခါးသီးမှုတွေရမယ်အထူးသဖြင့်ကောင်းတဲ့အရာတွေကိုယ်စီမလာခင်မှာကိုယ့်ရဲ့စိတ်လက်ကြခိုင်မှုကိုစစ်ဆေးတဲ့အနေနဲ့အဆိုးတွေပို့ပေးလေးရှိတယ်အခက်အခဲတစ်ခုကြုံရတဲ့အခါရင်ဆိုင်နိုင်ရဲ့လားကြော်ဖြတ်ရဲတဲ့စိတ်ပြင်းပြရဲ့လားကောင်းတဲ့အရာတွေကိုခံယူနိုင်တဲ့အရေးချင်းကိုရှိလားလက်ခံယူဖို့ရောအစဉ်သင်းဖြစ်ပြီလားဆိုတာတွေကိုစမ်းသပ်လေးရှိတယ်ဒါကြောင့်မို့လို့ဘဝမှာမကောင်းတာတွေကြုံရတဲ့အခါမကောင်းတဲ့အရာတွေကိုကြော်ဖြတ်တဲ့အခါကိုယ့်ရဲ့စိတ်ထားတတ်မှုဟာအရင်အရေးကြီးပါတယ်ကိုယ့်ရဲ့ခန္ဓာရည်ကိုစစ်တဲ့စာမေးပွဲအခက်အခဲတွေဆိုတာဘဝကိုရင်းကျက်အောင်တည်ပေးနေတဲ့အတွေ့အကြုံတွေပဲဆိုတဲ့စိတ်နဲ့ရင်ဆိုင်တတ်ဖို့လိုတယ်ကိုယ့်ကိုယ်စိတ်အားလျှော့ပြီးလက်မလျှော့လိုက်ဖို့လိုတယ်အဲ့ဒီအဆိုးတွေကိုကြော်ဖြတ်ပြီးတဲ့အခါကံကောင်းမှုတွေဆိုတာစတိုက်ရောက်လာတတ်တယ်ကံကောင်းခြင်းကတကားလာခောက်တဲ့အချိန်မှာကိုယ့်ရဲ့စိတ်နှလုံးတကားတွေကိုဖွင့်ထားပြီးလက်ခံကြိုဆိုတတ်ဖို့တော့လိုတယ်ဘဝမှာကံကောင်းခြင်းတွေကတော့လာပါရဲ့ကိုကမြင်အောင်မကြည့်တတ်ဘူးကိုယ်တိုင်ကလက်ခံမယူတတ်ဘူးဆိုရင်လည်းအလကားပဲလေအကောင်းလောကရန်အဆိုးလောကရန်တွေဆိုတာဟာတလဲစီပဲမို့ကောင်းတွေဆိုတာလည်းမတည်မြဲဘူးအဆိုးတွေကလည်းမတည်မြဲပါဘူးဒါကြောင့်မို့လို့ပျော်ရွှင်စရာတွေရှိနေတဲ့အခါပြည့်ဝပျော်ရွှင်တတ်ဖို့လိုတယ်လို့ဝမ်းနည်းနာကျင်မှုတွေရှိတဲ့အခါလဲ This too shall pass ဆိုတဲ့စိတ်ကလေးထားပြီးအကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်နိုင်ဖို့လိုပါတယ် At your lowest you realize a lot ဘဝရဲ့ခက်ခဲတဲ့အချိန်တွေမှာအရာတော်တော်များများကိုသိခွင့်ရတယ်လောကသဘာဝတွေအကြောင်းဘဝအကြောင်းအဓိကကတော့လူတွေအကြောင်းပေါ့အရေးရဲ့အကြောင်းရဲ့ဆိုမှလက်ကိုဖြုတ်ခဲကြတဲ့သူတွေရှိတယ်ယုံကြည်ရလို့ရင်ဖွင့်ထားရမှနောက်ကျောကိုဓာတ်နဲ့ထိုးတဲ့လက်တွေရှိတယ်ဘဝကြီးကဖြောင်ကျူးตายရနေတော့ကတော့ကိုမကိုခင်တွယ်နေကြပြီးဒုက္ခရောက်ချိန်မှာအရှူရှူဖယ်သွားကြတဲ့ตาပေါင်းညာစားတွေလည်းရှိတယ်လူဆိုတာကိုပြဿနာကိုတာဝန်ကိုယူပြီးဖြည့်ရှင်းကြော်လွှားကြရတာပါပဲဘယ်သူကမှကိုကိုတကူးတကကူညီပေးဖို့ကောင်းမွန်ပေးဖို့ဘဝဘေးတာဝန်တစ်ခုလိုရှိမနေပါဘူးဒါပေမဲ့ခက်ခဲတဲ့အချိန်တွေမှာလူတွေအကြောင်းပိုသိရတယ်ဟန်ဆောင်မျက်နှာခုံးတွေကွာကြတယ်ဘယ်သူကကိုလိုလဲဘယ်သူကကိုလက်ကိုနောက်ဆုံးအချိန်ထိတွဲထားပေးမှလဲဆိုတာကိုသိခွင့်ရခဲ့တယ်အဆင်ပြေနေတဲ့အချိန်မှာဟန်ဆောင်ပန်းဆောင်ရောရအောင်ပြီးချစ်ပြသူတွေထက်ဘဝကစုပ်ပြတ်တတ်နေတဲ့အချိန်မှာတောင်လက်တွဲမဖြုတ်ခဲတဲ့သူတွေကပဲကိုလိုမဟုတ်လားဒီလိုလူတွေကိုပဲဘဝမှာအမှန်တကယ်လိုအပ်ကြတာမဟုတ်လားတာမန်အချိန်တွေမှာတေချာမသိနိုင်ပေမဲ့ at your lowest you realize a lot ပါညီတက်ကြည့်လေစုညံတန်တွေကိုပိုတတိထားမိလာလေပါပဲစတင်ခဲ့ရတဲ့ရည်ရွယ်ချက်တွေကိုပြန်စဉ်းစားပါတခါတလေဘဝမှာလမ်းပြောက်တဲ့အချိန်တွေရှိတယ်ရည်ရွယ်ရာလမ်းတစ်ခုကိုတက်တက်မတ်မတ်ရှောက်နေတော့မှပဲလမ်းပြောက်တယ်ဆိုတဲ့အခိုက်အတန့်တွေကြုံရတာပါပဲတခါတလေတိတ်ပင်ပန်းလာတယ်ရှေ့ဆက်လျှောက်ဖို့တွေးဝေလာသလိုနောက်ပြန်လှည့်ခြင်းမိတယ်ဘာကြောင့်အသက်ရှင်နေရတာလဲရှင်တန်ခြင်းတွေဟာအတိတ်ပဲရှိနေရလားမသိတော့ပဲလက်လျှော့လိုက်ခြင်းမိတယ်အဲ့ဒီလိုအခြေအနေမျိုးတွေကျမဘဝမှာခဏခဏကြုံတွေ့ဘူးပါတယ်အဲ့ဒီလိုမျိုးလမ်းပြောက်တဲ့အချိန်ရှေ့ဆက်ဖို့အတွက်စိတ်ရောလူပါအစင်မပြေပင်ပန်းခက်ခဲနေတဲ့နေ့ရက်တွေမှာဘာကြောင့်စတင်ခဲ့တယ်လဲဆိုတဲ့စာမှတ်တွေကိုပြန်စဉ်းစားဖြစ်တယ်ဒီလမ်းကိုဘာလို့လျှောက်ခဲ့တာလဲဒါကိုငါဘာလို့ဖြစ်ချင်ခဲ့တာလဲဒါကိုဘာလို့လိုချင်ခဲ့တာလဲလူတယောက်ကိုဘာလို့ချစ်တာလဲဆိုတဲ့ the reason why I started ကိုပြန်စဉ်းစားဖြစ်တယ်လမ်းတွေဟာဝေဝါးလာတဲ့အခါကောက်ရိုးတက်မြင်ကလည်းကဲ့တင်နိုင်ကောင်းမှရဲ့ဆက်ပြီးဖန်ဆုပ်ထားဖို့ရအကြောင်းပြချက်ကလေးပြန်ရှာတွေးလို့တွေ့ညာရှာခွေကြည့်တာပဲစိတ်လိုလဲရပြန်ရှာကြည့်တော့လဲဖြောက်နေတဲ့လမ်းတွေကိုရောမိမိကိုမိမိပြန်ရှာတွေးပါတယ်စိတ်ကူးအိမ်မက်တွေကိုလက်မလွတ်ချင်သေးတဲ့မိမိကိုမိမိလက်မလျှော့ချင်သေးတဲ့မိမိကိုမိမိလူညံ့ပေမဲ့တန်မာတဲ့ပုံရိပ်တွေနဲ့မိမိကိုမိမိပြန်ရှာတွေးခဲ့တာပါပဲအဖြစ်ဟာအစကတည်းကရှိနေပါတယ်အဖြစ်ဟာအစအမှတ်မှာကတည်းကရှိနေပါတယ်အရှိကိုအရှိတိုင်းလက်ခံမှာဘဝမှာအရှိကိုအရှိတိုင်းလက်ခံတတ်ခြင်းကတရားတော်တော်များများကိုတတ်တာစေပါတယ်တကယ်တမ်းကျမတို့တွေဘဝမှာနာကျင်ရတယ်ဆိုတာကလည်းအဖြစ်အပျက်တစ်ခုကိုလက်မခံနိုင်လို့လက်မခံနိုင်တဲ့အပြင်ဒီလိုမဖြစ်တော့ပါဘူးဆိုပြီးကိုပြန်ညာနေလို့နာကျင်နေရတာပါကိုချစ်ရတဲ့လူတစ်ယောက်ကကိုသစ္စာဖောက်တယ်နောက်ကျောထားနဲ့ထိုးတယ်
ငါဒီလောက်ချစ်ပေးရက်နဲ့သူ့အပေါ်ကောင်းပေးရက်နဲ့ဘာဖြစ်လို့ငါ့ကိုဒီလိုလုပ်ရတာလဲဆိုပြီးကိုမိကွန်းတွေထုတ်မယ်မကောင်းတဲ့လူတစ်ယောက်ကိုမှမကောင်းမှန်းလက်မခံနိုင်ဘူးနောက်တစ်ချိန်ထပ်ယုံနေထပ်ခံရတယ်နာကျင်ရတယ်ဒီလိုမဟုတ်ဘူးဒီလိုမဖြစ်သင့်ဘူးဆိုပြီးကိုမပိုင်တဲ့တခြားလူကိုတွားပြုတ်ပြင်ပေးဖို့ကြိုးစားတယ်နာကျင်ရတယ်ဒီလိုနဲ့ပဲလုံးလက်ချလဲလိုက်နေတော့တာလက်ခံလိုက်ပါအရှိကိုအရှိတိုင်းလက်ခံလိုက်ပါကိုကချစ်ပေမဲ့သူမကောင်းဘူးကို့အတွက်အဆင်ပြေတဲ့လူမဟုတ်ဘူးဆိုတာကိုလက်ခံလိုက်ပါနာတော့နာကျင်ရတာပေါ့ကိုအများကြီးညှော်လင့်ပြီးချစ်နေတဲ့သူကကို့အပေါ်ကောင်းမနေဘူးဆိုတဲ့အမှန်တရားတစ်ခုကိုလက်ခံရတာနာကျင်ရတာပေါ့ဒါပေမဲ့တခါပဲအနာခံပြီးလက်ခံလိုက်ရင်ခုနကတန်တရာကမလဲတော့ဘူးအဲ့ဒီလိုမဟုတ်ဘဲကိုပြန်ညာပြီးအဖြစ်အပျက်တွေကိုလက်မခံနိုင်ဘူးဆိုရင်တော့နာကျင်မှုတန်တရာဟာလဲလင်းနေအောင်မှာပါပဲကျမတို့နေမကောင်းဖြစ်လို့ဆေးကန်းတော့ပြတာနဲ့တူပါတယ်ဆေးကန်းတော့ပြရင်စိတ်ကူးတောင်းမှုခံယူလိုက်ရင်နေကောင်းသွားမယ်မလားဒါပေမဲ့ဆေးကန်းကိုမသွားခင်အရင်ဆုံးကိုနေမကောင်းဘူးဆိုတာကိုအရင်ဆုံးလက်ခံဖို့လိုတာပေါ့အဲ့ဒီလိုမဟုတ်ဘဲငါနေကောင်းတယ်လို့ကိုညာနေရင်ဆေးကန်းလဲတော့ပြဖြစ်မှာမဟုတ်တလို့ယောဂကလည်းတတ်တာမှမဟုတ်ပါဘူးအနာသိရင်ဆေးရှိတယ်ဆိုတလို့ပဲဘဝမှာလည်းအရှိတရားတွေကိုလက်ခံနိုင်ရင်ဒဏ်ရာဒဏ်ချက်တွေတတ်တာလာပါလိမ့်မယ်ဖြစ်ရင်ဖြစ်တဲ့အတိုင်းပဲလက်ခံလိုက်ကောင်းတာဖြစ်ရင်ကောင်းတဲ့အတိုင်းပဲလက်ခံလိုက်မကောင်းတာဖြစ်ရင်လည်းမကောင်းတဲ့အတိုင်းပဲလက်ခံလိုက်ပါဘဝမှာရင်းချက်တယ်ဆိုတာကလေကံဆိုးမှုတွေနဲ့ကြုံရလဲလက်ခံဖြေရှင်းတတ်တဲ့အရေးချင်းပါပဲဘာလို့ငါမှလဲဆိုတဲ့အတွေ့အစားလက်ခံတင်တာကိုလက်ခံပြီးပညာရှိရှိဖြေရှင်းနိုင်ခြင်းပါပဲအချိန်တစ်ခုတော့လိုတယ်လေ့ကျင့်မှုလည်းလိုမယ်တချို့အရာတွေကအရှိကိုအရှိတိုင်းလက်ခံနိုင်မှုဆိုတာကလည်းအချိန်တစ်ခုလိုအပ်တယ်မဟုတ်လားသူ့အချိန်ကြာလာရင်လက်ခံခြင်းလဲလက်ခံရတယ်လက်မခံခြင်းလဲလက်ခံရတာမို့လို့လေ